အားလုံးမင်္ဂလာပါအဲ့တော့ share တို့ in video file လေးမှာ access တွေ liability တွေအကြောင်းပြောခဲ့ပြီဆိုတော့ဒီနေ့ share တို့ဆက်သွားမယ်အဲ့တော့ access ဘာတွေလဲပိုင်ဆိုင်မှုပစ္စည်းများအဲ့တော့ access လို့ပြောပါဆိုရင် non current asset ရှိတယ် current asset ရှိတယ်အဲ့ non current asset ဒီပုံသေးပိုင်ဆိုင်မှုဆိုတော့လုပ်ငန်းအတွက်လိုအပ်လို့အသုံးပြုရမယ်ပစ္စည်းကြီးကြီးမားမားတွေပေါ့နော်ရေရှည်သုံးမှုရအတွက်ဝယ်ထားတဲ့ပိုင်ဆိုင်မှုဆိုတဲ့သဘောတရားမှုလို့ non current asset ဆိုပြီးတော့ရှေ့သုံးကြတယ်။ Now current asset မှာလက်တလောပိုင်ဆိုင်မှုတွေဆိုတော့ဟလာငွေအဖြစ်ပြောင်းလဲဖို့မြန်နေပေါ့နော်။အဲ့တော့ဘာတွေပါမလဲ inventory now cash in hand cash in bank trade receivable now other receivable တွေပါမယ်ပေါ့နော်။အဲ့တော့ခုန non current asset မှာလည်းဘာတွေပါလဲဆိုတာတွေကိုကိုရီးယားအလို့ရထားဖို့လိုတယ်။နောက်ပိုင်းချေလို့ကအမျိုးအစားတွေခွဲပြီးတော့ဟလာထည့်ရမှာဆိုတော့ balance sheet လက်ကျန်ရှင်းတန်းတွေဆွဲတဲ့ခါကျရင်ဘယ်ပစ္စည်းက non current asset ဘယ်ပစ္စည်းက current asset ဆိုတာလေးကိုကိုရီးယားခွဲတတ်ဖို့လိုတယ်ဒါကြောင့်မလို့မှတ်ထားဖို့လိုတယ်ပေါ့နော်နောက်ပြီးတော့ liability အဲ့တော့ liability ဒီပြန်ပေးစရာတာဝန်အကျွေးတွေဆိုတော့သူဒီတစ်နှစ်အတွင်းပေးရမယ့်အကျွေးတွေလားတစ်နေ့ကျော်မှပြန်ပေးရမယ့်အကျွေးတွေလားဆိုတာရှိတယ်ဆိုတော့အဲ့ဒါကြီးလည်းမှတ်ထားမယ်အဲ့တော့ current liability ထဲမှာ trade pay ပဲပါမယ် other pay ပဲပါမယ် bank overdraft ပါလိမ့်မယ်နော်non current liability တစ်နှစ်ကျော်မှပြန်ပေးရမယ်ဆိုတဲ့အတွက်ကြောင့် loan ကိစ္စလေးတွေရှိလိမ့်မယ်ဒါဆို bank loan ဒီ bank ချ loan mortgage loan ဆိုပြီးတော့ရှေ့မှာအတိုးလေးတွေတွက်ပို့ရန် percentage လေးနဲ့တွဲပေးလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒါ liability အဲ့တော့ကိုရီကကျတော့ in video file လေးမှာ access အတိတ်ပဲတည်ခဲ့ပြီး liability အတိတ်ပဲတည်ခဲ့ပြီး capital ပိုင်ရှင်ရင်းနှီးမြှုပ်နှံမှုစရင်နောက်တစ်မျိုးခေါ်ရင် equity လို့သိခဲ့ပြီဆိုတော့ကျွန်တော်ဒီနေ့ပါကြောင်းသွားမလဲဆိုရင် accounting equation လေးကိုချုပ်သိနေမယ်ပေါ့နော်အဲဆို accounting equation ဒီချုပ်သိရှာမှာလဲ equation တွေရှိတယ်လို့ generally true ပေါ့ရေဘူးရအမြဲတမ်းမှန်နေတဲ့ equation တစ်ခုအနေနဲ့ accounting မှာလဲပါတယ်အဲ့ဒါဘာလဲဆိုရင် accounting equation ဆိုပြီးတော့ချုပ်ရှိတယ်အဲဆိုလက်ကျန်ရှင်းတန်းကရင်ဒီ accounting equation ပေါ်မှာအခြေခံပြီးတော့ကျွန်တော်ဆွဲရတယ်ပေါ့နော်အဲ့တော့လက်ကျန်ရှင်းတန်းကရင်နောက်ပိုင်းမှာချက်တင်ရမယ် balance sheet ဘယ်လိုဆွဲရမယ် statement of financial position ဘယ်လိုဆွဲရမလဲဆိုတာလေးကိုသင်ရမယ်အဲ့ခါကျရင်ဒီရဲ့ accounting equation ဒီမှာဖြစ်မှာဆိုတော့ဒီပေါ်မှာအခြေခံပြီးကျွန်တော်ဇယားကွက်ကြီးဆွဲလိုက်တာဆိုတော့ equation တွေနဲ့စဉ်းစားမယ်ဆိုရင်ကိုက asset လုပ်ငန်းမှာရှိသမျှပိုင်ဆိုင်မှုအားလုံးဒီဘာနဲ့ညီမျှလဲဆိုရင်ကိုထက်ဝင်တဲ့အရင်းနှီးရဲ့ကိုကတကယ်လို့ဆိုပါဆိုလုပ်ငန်းကငွေလိုအပ်တာဒီသိန်း100လိုအပ်တယ်ပေါ့နော်အဲ့သိန်း100လိုအပ်တဲ့တဲမှာမှကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့လက်ထဲမှာရှိတဲ့အရင်းနှီးက80ပဲရှိတယ်ဆိုရင်ကိုကပြင်ကနေဘဏ်ကနေချီးပြီးတော့လုပ်ပြီးတော့ပတ်စံယူပြီးတော့အလုပ်လုပ်ရမှာဆိုတော့လုံးဆိုပြီးတော့ non current liability ပေါ့နော်အဲ့တော့အပြင်ကချီးပြီးတော့ယူရမယ်အဲ့တော့အဲ့ဒါ liability ပေါ့နော်တစ်ချိန်ကြာပြန်ဆက်ရမယ်ဆိုတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုအားလုံးတွက်လိုက်တာသိန်း100ပဲဒါကြောင့် access သိန်း100ဒီဘာနဲ့ညီမျှလဲဆိုရင်ကိုယ်အရင်းနှီးကိုယ့်ရဲ့လက်ထဲမှာရှိတဲ့ပတ်စံသိန်း80နဲ့အပြင်ကယူပြီးချီးပြီးလောက်ထားတဲ့သိန်း20အဲ့ဒီနှစ်ခုပေါင်းခြင်းနဲ့ညီမျှတာဖြစ်လိမ့်မယ်ပေါ့နော်ဒါကြောင့် assets equal capital plus liability ဆိုတဲ့ equation တစ်ခုလေးကိုမှတ်ထားရမယ်။ဒါဆို accounting equation ပြောပါလို့ပြောရင် assets equal capital plus liability ဆိုသိရမယ်။အဲ့တော့ကိုကဒီပုံစံလေးတစ်ခုရရင်ကျန်တဲ့3ခုကို2ခုကိုရှာတတ်မယ်ပေါ့နော်။ capital ပြန်လို့ခြင်းနဲ့ဆိုရင် capital ဒီဘက်ထား assets ကိုဟိုဘက်မှာရှိတာဆို liability ကပေါင်းထားတော့ဟိုဘက်ရောက်တော့ပါလေ no ဒါကြောင့် capital လို့ခြင်းရင် assets တွေက liability ပြန် noအဲဆိုတကယ်လို့ကိုရင်းနှီးထားတာဘယ်လောက်လဲပြန်သိချင်ရင်ပိုင်ဆိုင်မှုတွေလုပ်ငန်းရဲ့ပိုင်ဆိုင်မှုအားလုံးပေါင်းဘယ်လောက်လဲပေးစရာရှိတာဘယ်လောက်လဲနှုတ်လိုက်ရင်ကိုတကယ်ထည့်ထားတဲ့အရင်းနှီးရသွားပြီပေါ့နော်ဒါကြောင့် capital လို့ချင်း assets minus liability ဆိုဒီ equation တွေဆိုနောက်ပိုင်း level 2တွေမှာပြန်သုံးပါနော်အဲ့တော့သေချာလေးမှတ်ခဲ့ပါမယ်အဲ့တော့ accounting equation ပြောပါဆိုရင်လက်ကျန်ရှင်းတဲ့ကိုက်ဖို့ရင်ဒီ equation သိဖို့လိုတယ်ဒါကြောင့် assets equal capital plus liability အဲ့တော့ capital ပြန်လို့ခြင်းရင် assets minus liability ဟော liability ပြန်လို့ခြင်းရင် assets တွေက capital ကို no ပေါ့နော်ဒါကြောင့်ဒီ equation 3ချောင်းလေးရသွားမယ်တကယ်လို့မြန်ကိုလုပ်ငန်းကငွေလုံလောက်ရှိတယ်ကိုရဲ့အရင်းဒီအကုန်လုံးကိုကလုပ်ငန်းတွေအားလုံးထည့်မယ်ဆိုရင်တော့ပြင်ပချီးစရာမလိုဘူးဒါဆိုရင် no liability များရှိခဲ့တယ်မရှိခဲ့ဘူးဆိုရင်ပေါ့နော် if there is no liability မရှိခဲ့ရင်တော့ကိုထည့်တဲ့အရာမှန်သမျှကပိုင်ဆိုင်မှုအားလုံးနဲ့ညီမျှတယ်ဒါကြောင့်assets equal capital ဖြစ်သွားပြီဘာလို့လဲဒီညာ0ဖြစ်သွားလို့လေ
နားလည်မယ်နော်အဲဆို accounting equation လေးတစ်ခုမှတ်ထားမယ် assets equal capital plus liability ဒါဆို capital ပြန်လို့ချင်း assets တွေက liability ကိုနှုတ် liability ပြန်လို့ချင်း assets တွေက capital ကိုနှုတ်ဆိုတော့ဒီ equation ကနေကျခုနအောက်မှာ exercise လေးလုပ်ရမှာလေးပါတယ်ဆိုတော့ဒါလေးကိုမှတ်ခဲ့မယ်နော်ဒီထိရမယ်နော်အဲ့တော့ဒါကတော့ပုံလေးနဲ့ရှင်းပြထားတာပါ assets equal capital plus liability အဲ့တော့ stakeholder ဆိုတာ owner တွေပေါ့နော်အဲ့တော့ company မှာပါတယ်လူတွေကိုလည်းခေါ်တယ်အဲ့ဆို equity ဆိုတာ capital ကိုပြောတာတော့ပိုင်ရှင်ပိုင်တဲ့ယင်းကြီးရဲ့ liability ဆိုတာက owe to third party ဆိုတော့တခြားဖွဲ့စည်းကိုပေးရမယ်မောင်ပမာဏပေါ့နော်အဲ့ဒါနှစ်ခုပေါင်းခြင်းဒီ things of value ဆိုတော့ကိုပိုင်တဲ့အရာဖြစ်သွားပြီတဲ့နားလည်ပြီနော်ဒါဆိုရင်အောက်မှာ exercise လေးရှိတယ်အဲ့ဒီ exercise လေးလုပ်ကြည့်အောင် complete question mark အဲ့တော့ question mark လေးတွေကိုလိုက်ဖြေပါမယ်အောက်ပါပေးထားတဲ့ table လေးကိုကြည့်ပြီးတော့လိုက်ဖြေမယ်ဒါဆိုခုနက accounting equation ရခဲ့ပြီ assets equal capital plus liability အဲ့ဒါလေးမှတ်ထားမယ်အဲ့တော့ capital ပြန်လို့ချင်း assets တွေကဘာကိုနှုတ် liability နှုတ် liability ပြန်လို့ချင်း assets တွေက capital ကိုနှုတ်ဆိုရင်ဒါလေးကိုလေ့ကျင့်ကြည့်မယ်နော်ပြီးရင်ဒီချက်နဲ့ဖြည့်တိုက်မယ်အဲ့တော့နံပါတ် A assets ပေးထားတယ် liability ပေးထားတယ်လိုချင်တာက capital ဆိုတော့ capital ကိုလိုချင်ရင်ဘယ်တွေကပဲနှုတ်လိုက်မလဲ assets တွေက liability နှုတ်လိုက်မယ်ဒါဆိုရင်9500နဲ့က16900ကိုနှုတ်လိုက်မယ်ပေါ့နော်အဲ့ဆိုဘယ်လောက်ရမလဲတွက်ကြည့်မယ် calculator လေးနဲ့နောက်နံပါတ် B ပါမေးလဲဆိုရင် liability ပေးထားတယ် capital ပေးထားတယ်ဆိုတော့ဒီနှစ်ခုပေါင်းလိုက်ရင်ဘာပြန်ရမလဲ assets ရမယ်နားမယ်နော်နောက်နံပါတ် C assets ပေးထားတယ် capital ပေးထားတယ် liability လိုချင်တာဆိုတော့ assets တွေကဘာကိုနှုတ်လိုက်မလဲ capital ကိုနှုတ်လိုက်ရင် liability ရသွားပြီနောက်နံပါတ် D မှာဗာမေးထားလဲဆိုတော့နံပါတ် D အရှင်းဖြည့်ထားပြီးသားဖြစ်နေတယ်နော်ဒါဒီ capital ကိုမေးတာပေါ့အဲ့တော့ capital ကိုမေးတာဆိုတော့ assets equal assets ပေးထားတယ် liability ပေးထားတယ်ဆိုတော့ assets တွေက liability နှုတ်လိုက်ရင် capital ရမယ်နောက်နံပါတ် E ကဗာမေးလဲဆိုတော့ assets ပေးထားတယ်နောက် capital ပေးထားတယ် liability ပြန်လို့ကျင်တော့ assets တွေက capital ကိုနှုတ်နောက်နံပါတ် F ကကြာ liability နဲ့ capital ပေးရင်ပေါင်းလိုက်ရင်ပါရ assets ရဟုတ်ပြီနော်အဲဆိုရင်တွက်ကြည့်မယ်ပြီးချင်းလည်းဖြည့်တိုက်ကြည့်အောင်ဒါလေးကို question mark လုပ်လိုက်မယ်ဆိုတော့ဒီရဲ့ဟာကကြတော့ assets ပေးထားတယ် liability ပေးထားဆို capital လို့ချင်း assets ထဲက liability နှုတ်လိုက်မယ်3800ရမယ်နောက် liability နဲ့ capital နဲ့ပေါင်းလိုက်ရင် assets ရမယ်ဒါဆိုတော့ liability နဲ့ capital နဲ့ပေါင်းမယ် liability လိုချင်တာဆိုတော့ assets တွေက capital ကိုနှုတ်ဟုတ်ပြီနော်နောက်ပြီးတဲ့ခါကျရင်ဒီဟာက capital လိုချင်တာဆိုတော့ assets တွေက liability ကိုနှုတ်ဒါက liability လိုချင်တာဆိုတော့ assets တွေက capital ကိုနှုတ်ဒါကြတော့ဒီနှစ်ခုပေါင်း assets ကိုလိုချင်ရင် liability နဲ့ capital နဲ့ပေါင်းဆိုတော့ဖြည့်တိုက်ကြည့်လိုက်မယ်နော်မှန်လားဆိုတာနားလည်မယ်နော်အဲ့ဆိုရင် exercise 1ရသွားပြီနောက် exercise 2လေးကြည့်ကြည့်အောင်နံပါတ်2ကပါမေးလဲဆိုတော့ calculate the total assets calculate နေမိတာเนาะတွက်ပါတဲ့ assets ဆိုတာဘာတွေလဲဆိုတော့ကိုရီးယားသိရမယ် assets လို့ပြောတာနဲ့ non current asset လဲပါမယ် current asset လဲပါမယ်အဲ့ဒါကြီးလိုက်စုမယ်အဲ့လိုပဲ total liability လို့ပြောလို့ non current liability လဲပါမယ် current liability လဲပါမယ်အဲ့နှစ်ခုပေါင်းခြင်းကိုပြောတာပါပြီးရင် show သက်တည်ပြပါ accounting equation မှန်ကန်ကြောင်းသက်တည်ပြပါဆို accounting equation ကိုသိခဲ့ပြီ assets equal capital plus liability ဆိုတာသိခဲ့ပြီဟုတ်ပြီနော်အဲ့တော့အဲ့ဒီပုံမှာခြေတော့မှန်ကြောင်းသက်တည်ပြရမယ်ဆိုတော့ပေးထားချက်ကိုကြည့်မယ်ဒါဆို capital ကပေးထားပြီးသားဒီနေရာမှာလာထည့်ဖို့ဒါဆို channel တွေကိုခြေတော့ဘာလုပ်မလဲဆိုရင် assets လား liability လားခွဲကြည့်မယ်အဲ့ဆိုရင်အတိအကျခွဲမယ်ဆိုရင် trade receivable ပဲ current asset နော်Now, motor vehicle non current asset, trade payable current liability, office furniture non current asset. Now, ပြီးတဲ့ခါကျရင် inventory current asset,
cashing hand current asset bank overdraft current liability motor vehicle non current asset ဆိုတော့ကျွန်တော် assets တွေလို့ပြောပြီးရင် assets တွေအားလုံးလိုက်စုလိုက် A တွေလိုက်စုလိုက်မယ်ပြီးရင် L တွေလိုက်စုလိုက်မယ်ပြီးတော့ equation မှန်ကြောင်းသက်သေပြလိုက်မယ်ဟုတ်ပြီနော်ဆိုဒီမှာချက်တွက်လိုက်မယ်ဆိုဒီနေရာလေးမှာဘာတွက်မလဲဆိုတော့ total asset ဆိုပြီးတွက်လိုက်မယ် total asset ဒီဘာနဲ့ဘာနဲ့ပေါင်းခြင်းလဲဆိုရင် non current asset နဲ့ non current asset နဲ့ current asset နဲ့ပေါင်းထားတယ်အဲ့တော့ non current asset ကဘာတွေလဲဆိုတော့တစ်ခါလေးရေးလိုက်တော့မယ်နော်အဲ့တော့ trade receipt A ပဲ non current asset asset တွေအားလုံးပေါင်းလိုက်တော့မယ်နော်အဲ့ဆိုရင်4950ပေါင်းမယ်9900ပေါင်းမယ်နောက်ပြီးရင် office furniture 9500ပေါင်းမယ်နောက်ပြီးတော့ inventory 8800ပေါင်းမယ်နောက် cashing hand 1250ပေါင်းမယ်နောက် bank motor vehicle 6000ပေါင်းမယ်ပေါ့နော်အဲ့ဆိုဒါဘယ်လောက်ရလဲပေါင်းကြည့်လိုက်မယ်နောက်ပြီးရင် total liability liability လို့ပြောတာနဲ့ non current liability ရော current liability ဒီမှာတော့လုံးမပါဘူးဆိုတော့ non current liability မရှိဘူးပေါ့နော် current liability ပဲပါတယ် current liability နှစ်ခုရှိတယ်ပေါ့နော်ဒါရှိမယ်အဲဆိုရင် non current liability ကဘာတွေပါမလဲဆိုရင်ခုန trade pay ပဲ2900နောက်ပြီးတော့ overdraft က350အဲ့ဒါဘယ်လောက်ရမလဲတွက်ကြည့်မယ်ပြီးရင် accounting equation ဆိုပြီးတော့ accounting equation ဆိုပြီးပုံသင်ရေးမယ် assets ပေါင်းခြင်းဒီဘာနဲ့ဘာနဲ့နေရမလဲ capital plus liability အဲ့ဒါနဲ့နေရမယ်ဒါဆို assets ပေးထားချက်ကကိုရီးယားခုနမပေါင်းခဲ့လိုက်ရသေးဘူးเนาะပြီးရင်ဖြည့်တိုင်းမယ် capital ပေးထားတာရှိတယ် capital ကအပေါ်မှာ2550ပေးထားတယ်ဒီချေပေါင်းကြည့်လိုက်မယ်เนาะအဲ့တော့ကျတို့ total asset ဘယ်လောက်ရလဲဆိုရင်3200ရမယ် total liability တွက်လိုက်တာက6450ရမယ်ဆိုတော့ accounting equation နဲ့ပြန်ကိုက်ကြည့်မယ်ဆိုတော့တက်တည်ပြခိုင်းတာဆိုတော့ assets ဒီ3200ရတယ်ဟော capital ကပေးထားချက်အပေါ်မှာဘယ်လောက်လဲဆိုရင်2550ပေးထားတယ်ပြီးရင် liability က6450ရတယ်ဖြည့်လေးထည့်လိုက်တော့တွက်ကြည့်တော့3200ကိုက်တယ်ဒါဆိုရင်ကိုယ့်ရဲ့မှန်ကန်တယ်ပေါ့ equation ဒီရေဘူးရမှန်ကန်တယ်ဟုတ်ပြီနော်ဒါကျတော့ exercise number 2ရရင်3လည်းအဲ့တိုင်းလေးပါပဲအဲ့တော့တွက်ကြည့်အောင်number 3မှာလည်း calculate တွက်ပါ total assets ကဘယ်လောက်လဲ total liability ဘယ်လောက်လဲရှာမယ်ပြီး account equation ကိုသက်သေပြပါပိုင်ရှင်နာမည်က G Michael ပေါ့နော်30 June 2015မှာအောက်ပါ information တွေပေးထားပါတယ်ဆိုတော့ capital ပေးထားတယ် office building non current asset trade pay ပဲ current liability closing inventory current asset trade receipt ပဲ current asset cash and bank current asset other pay ပဲ current liability cashing hand current asset feature and fitting non current asset ဆိုတော့ကျွန်တော် assets တွေစုလိုက်တယ်အချိန်ဒီမှာအောက်မှာတွက်ထားတာပါတယ်နော်ဆိုတော့ assets တွေစုလိုက်မယ်ဆိုတော့ဒီຢာတွေလာပေါင်းလိုက်မယ်ဆိုတော့ဘယ်လောက်ရမလဲ46600ရမယ်46600ရမယ် liability စုလိုက်တဲ့အခါကျရင်လည်းပြီးနှစ်ခုပဲရှိတယ်နော် liability ရှင်းလိုက်တဲ့အခါကျရင်46600ရတယ်အဲ့တော့ accounting equation ကို show that တက်တည်ပြမယ်ဆိုတော့ assets က46600ရတယ်ပြီးရင် capital ကပေးထားချက်3000ကို liability ကဒီရတဲ့ဖြည့်လေးနဲ့ပေါင်းလိုက်ရင်46600ဆိုတော့မှန်တယ်ပေါ့နော်အဲ့တော့တက်တည်ပြတာမှန်ကန်ပါတယ်ဆိုတာလေးတွေ့ပြတိုင်းရပြီကျတို့ဒါကဘာလို့သင်ရလဲဆိုရင်နောက်ပိုင်းကျရင်ကျတို့လက်ကျန်ရှင်းနဲ့ကိုက်ရမယ်လက်ကျန်ရှင်းနဲ့ကိုက်ရတဲ့ခါကျရင်ဇယားကွက်လေးဆွဲရမယ်ပေါ့နော်အဲ့ချိန်ကျရင်အဲ့ဇယားကွက်ကအပေါ်ပိုင်းနဲ့အောက်ပိုင်းနဲ့ညီရမှာဆိုတော့အပေါ်ပိုင်းဒီတနည်းပြောရင်ဘယ်ဘက်ချမ်းပေါ့နော် access ကိုကိုစားပြုတယ်အောက်ပိုင်းဒီညာဘက်ချမ်းကိုကိုစားပြုတယ်ပြီးတော့မှအဲ့ဒီနှစ်ခုညီချောင်းတက်တည်ပြရင်ဒါလက်ကျန်ရှင်းနဲ့ကိုက်တယ်ဆိုတာလေးကိုရသွားပြီပေါ့နော်အဲ့ဒီတော့ကျတော့ဒါလေးပုံစံလေးသင်ရတာပေါ့နော်
ဆိုတော့ဒီထိရမယ်နော်အဲဆိုတော့ assets တွေ liability တွေကိုသိချင်းအပြင် accounting equation တစ်ခုနဲ့သုံးပြီးတော့လက်ကျန်ရှင်းနဲ့ကိုက်လို့ရတယ်ဆိုတော့ information လေးကျွန်တော်သိပါပြီကဲဆိုကျွန်တော်တို့ခုသွားရအောင်အဲဆိုနောက်တစ်ခုမှကျွန်တော်ပါလဲဆိုတော့ account ပေါ့နော်စရင်းဆိုတော့အဲ့တော့အဓိကတော့ဒီ accounting မှာဒီစရင်းဆွဲမှာဖြစ်မှာဆိုတော့ data စာအုပ်ထဲမှာစရင်းတွေရေးဆွဲရမှာဆိုတော့အဲ့စရင်းဒီဘယ်လို form လေးဆိုတာကိုကတီးဖို့လိုတယ်ဒါအခြေခံဆိုတော့ဒီကနေစပြီးတော့ကိုရီးယားမှတ်ရတော့မယ်နော်အဲ့ဒီအတွက် account ဒီစရင်းဆိုတာဘာကိုပြောတာလဲဆိုရင် form ပေါ့နော်အဲ့တော့ form ဖြည့်တယ်ဟလာတခုခုဥမာအလုပ်သွားရှောက်မယ်ဆိုလဲ CV form ဖြည့်ရတယ်ဒါသူ့နေရာနဲ့သူပုံစံနဲ့သူပုံစံတွေရှိပြီးသားတတ်မှတ်ချက်တွေရှိတာဒီမှာလည်းအဲ့လိုပဲစရင်းတစ်ခုမှတ်မယ်ဆိုရင်ဘယ်လိုမှတ်ရမလဲဒီလိုမျိုးပုံစံလေးနဲ့ဆွဲပြီး form ဆွဲရမယ်ပေါ့အဲ့ခါကျရင်ကျွန်တော် double entry သွားမှာဆိုတော့ double entry ဒီနှစ်ဖက်သွင်းမယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော် T အကောင့်လို့ယူဆလိုက်မယ် T ဆိုတော့နှစ်ဖက်ရှိတယ်နှစ်ချမ်းရှိတယ်ဘယ်ဘက်ချမ်းရဲ့ညာဘက်ချမ်းရဲ့ဆိုနှစ်ချမ်းရှိတယ်ဘယ်ညာရှိတယ်ပေါ့နော်အဲကျွန်တော်လူတွေမှာလည်းအဲ့လိုပဲလက်လည်းနှစ်ချမ်းရှိတယ်ခြေထောက်လည်းနှစ်ခုရှိတယ်အဲ့ဒီသဘောပဲအကောင့်မှာလည်းနှစ်ဖက်ရှိတယ်အဲ့တော့ဘယ်ဘက်ချမ်းနဲ့ညာဘက်ချမ်းဆိုပြီးနှစ်ဖက်ရှိတယ်เนาะအဲ့တော့ debit ကတော့များသောအားဖြင့်ခြေရပိုင်ခွင့်တွေပိုင်ဆိုင်မှုတွေရစရာရှိတဲ့ကိစ္စတွေအတွက်ရေးဘူးရပါတော့အဲ့လိုမျိုးအတွက်ရေးရွယ်ပြီးမှတ်တယ် credit ကပေးစရာရှိတဲ့ကိစ္စတွေအဲ့တော့ပေးရန်ကြံကိစ္စတွေဒီကိစ္စတွေအတွက်မှတ်ဖို့ရအတွက် credit ချမ်းဆိုပြီးတော့ထားတယ်ပေါ့နော်အဲ့ဆို account လို့ပြောရင် form ဘယ်လိုပုံစံလဲချက်နှစ်ချမ်းပါမယ်နှစ်ဖက်ပါမယ်ပေါ့နော်ဘယ်ဘက်နဲ့ညာဘက်နဲ့ပါမယ်အဲ့ဆိုရင်တစ်ဖက်စီမှာအကြောင်းအရာတစ်ခုမှာအမြင်အဖြစ်ပြက်လေးတွေပေးထားမှာပေါ့နော်သူကဘယ်ဖြစ်ပြက်ကဥမာဆိုပါဆိုဘယ်နေ့မှာတရက်နေ့မှာပိုင်ရှင်ကလုပ်ငန်းတွေဘယ်လောက်ထည့်တယ်ပြီးရင်ထားပါတော့ဘာဖို့တွေပေးလိုက်တယ်ဘယ်လောက် income တွေဝင်လာတယ်ဆိုတဲ့ information တွေသူပေးထားမှာဆိုတော့ date အတိအကျသိဖို့လိုတယ်ဆိုတော့ဘယ်နေ့မှာဘာဖြစ်ပျက်တွေဖြစ်တာလဲမှတ်ဖို့ရတဲ့ date ပါတယ်အကြောင်းအရာကဘာအကြောင်းလဲဆိုတာမှတ်ဖို့ detail ပါမယ်ပြီးရင် folio ဆိုတာကတခါလေကြာရင်ဒီ invoice တွေမှာပေါင်ချာတွေမှာ number လေးတွေမှတ်ထားခြင်းနဲ့ဆိုရင်ပေါင်ချာ number ဘယ်လောက်ကနေငွေဝင်ပါတယ်ငွေထွက်ပါတယ်အဲ့လိုမျိုးမှတ်ခြင်းနဲ့မှတ်လို့ရအောင် folio အညွှန်းစာသားလေးတွေမှတ်ဖို့ရန်အတွက် folio ရှိတယ်ထည့်လို့လည်းရတယ်မထည့်ခြင်းလည်းရတယ်နော်အရှိကတော့ FOLIO လို့သုံးတယ်ကျတော့အတူနဲ့ရေးတယ်ပေါ့နော် F4 လို့ရေးတယ်ပြီးရင် amount ထဲကိုဒေါ်လာဆိုင်ပေါ့နော်ဒီ IAS ကျတော့ဒီ level 1 2 3ပေါ့နော်အကုန်လုံးဒီ IAS ရဲ့အသုံးနှုန်း standard တွေနဲ့သုံးရတဲ့အတွက်ကြောင့်ဒေါ်လာဆိုင်နဲ့သုံးရတယ်ဟုတ်ပြီနော်အရင်တော့ကျတော့ UK ဆိုရင်ပေါင်ဆိုင်သုံးရတယ်အခု IAS ကပြဋ္ဌာန်းတဲ့ course ဖြစ်တဲ့အတွက်ကြောင့်ဒေါ်လာဆိုင်တွေပဲဖြစ်ရမယ်ရပြီနော်ဒါဆိုရင်တစ်ချမ်းစီမှာ date ပါမယ် detail ပါမယ် folio ဒေါ်လာ amount ထည့်ဖို့ဒေါ်လာဆိုင်ပါမယ်နောက်ဘယ်ဘက်ညာဘက်ချမ်းမှာလည်း date ပါမယ် detail ပါမယ်အညွှန်းစာသားလေးပါခြင်းပါမယ်နောက် amount ထည့်ဖို့ပတ်စံပါမယ်အဲဆိုတော့နှစ်ဖက်ကအမြဲတမ်းတူးနေရမယ်နော် date detail folio ဒေါ်လာဟိုဘက်ကလည်း date detail ဒေါ်လာဆိုနှစ်ချမ်းကိုတည်တာအောင်လို့ table line လေးနဲ့တားခြင်းလည်းတားလို့ရတယ် table line မလုပ်ဘဲနဲ့ညင်းထူထူလေးဆိုလည်းရတယ်နော်အဲ့ဒါကနှစ်ဖက်မှန်တည်အောင်လို့ပေါ့နားလည်မယ်နော်အဲဆို account လို့ပြောပါဆိုရင်ကိုကတည်နေရမယ် prepaid account တွေဆွဲပါဆိုရင်ဒီပုံစံတိုင်းဆွဲရမယ်အဲ့တော့မှကိုရီးယားချတော့မပြောရသေးအောင်မှာအမျိုးအစားတွေ expand မျိုးစားဆွဲပါ income မျိုးစားစီးရင်ဆွဲပါဆိုရင်ဒီပုံစံမျိုးဆွဲရမှာပဲเนาะပြီးတော့မှကိုရီးယား nature တွေကြက်ကြမယ်ဆိုတော့ account လို့ပြောတာနဲ့တည်ရမယ်ဒီပုံစံလေးဆွဲရမယ်နှစ်ဖက်ပါမယ် debit ချမ်းနဲ့ credit ချမ်းဘယ်ဘက်ချမ်းကို debit လို့ခေါ်တယ်ညာဘက်ချမ်းကို credit လို့ခေါ်မယ်နော်အဲ့တော့ debit ကိုကျွန်တော်အခြေရေးမယ်ဆိုဒီ BID debit ဘယ်ဘက်ချမ်းညာဘက်ချမ်းကို credit လို့သုံးတယ် debit credit လို့မှတ်ထားမယ်အဲ့တော့ debit လို့ပြောတာနဲ့ဘယ်ဘက်ကိုသွင်း credit လို့ပြောတာနဲ့ညာဘက်ကိုသွင်းဟုတ်ပြီနော်အဲ့တော့ account လို့ပြောရင်အပေါ်မှာကျွန်တော်နာမည် name ဆို account လေးရေးပေးရမယ် name ဆို account က expand ဆိုရင်မှာ expand account ကို income ဆို income account ပေါ့နော်လူနာမည်ဆိုလူနာမည် account ဆိုပြီးနောက်မှာ account ဆိုတဲ့စာသားလေးပါလိမ့်မယ်နားလည်မယ်နော်ဒါဆို account လို့ပြောရင်ဒီ form လေးကိုမှတ်ထားပါဒါဆိုရင်အမျိုးအစားတွေခွဲတော့မယ်types of account မျိုးစားတွေဘယ်နှမျိုးရှိလဲအဲ့တော့ပုံမှန်ကတော့ရမ်းမြင့်အရင်စခွဲမယ်ဆိုရင်လူပုဂ္ဂိုလ်နေဆိုင်တော့လားလူပုဂ္ဂိုလ်နေမဆိုင်တော့လားဆိုပြီးချက်နှစ်မျိုးအရင်ခွဲလိုက်မယ်နော်ဒါဆိုရင်အမျိုးအစားခွဲမယ်လို့ပြောရင် account လို့ပြောရင်နှစ်ခုရှိတယ်လို့မှတ်ထား personal account လား impersonal account လားဟုတ်ပြီနော် personal လား impersonal လား
အဲ့တော့ personal ဒီလူပုဂ္ဂိုလ်နဲ့ဆိုင်သောအကောင့်ဆိုတော့လူနဲ့ပတ်သက်တဲ့ information တွေမှတ်ဖို့စာရင်းတစ်ခုလိုတယ်အဲ့အတွက်ကျွန်တော်ရောင်းဝယ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် business လုပ်နေတာဒီကုန်ရောင်းကုန်ဝယ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်ကိုတွေဒီလူမျိုးစား2မျိုးတွေ့လိမ့်မယ်ဟုတ်ပြီနော်အဲ့ဒီလူတွေဒီကိုကရောင်းမယ်ဆိုရင်ဖောက်တယ်တွေ့မယ်ကိုကဒီပစ္စည်းတွေကိုအရင်သွားပြီးဒိုင်းဒီမှာဝယ်ရအောင်မယ်လက်ကားဝယ်ရမယ်ဆိုရင်ကုန်တယ်တွေ့မယ်အဲ့ဆိုရင်ကိုယ့်ရဲ့ကုန်တယ်တွေ့မယ်ကိုယ့်ရဲ့ဖောက်တယ်တွေ့မယ်အဲ့အတွက်အဲ့ဒီလူတွေကိုသူနာမည်လေးတွေနဲ့ပေးထားမှာဆိုတော့ပါစင်တဲ့အကောင့်လို့ကိုကယူဆလိုက်မယ်ဒါဆိုရင်လူစီရင်ရှိမယ်ပါစင်နဲ့ပြီး owner နာမည်လေးပေးလိမ့်မယ်ဆိုတော့ owner စီရင်လည်းရှိလိမ့်မယ်ပေါ့နော်အဲဆိုတော့ပါစင်တဲ့အကောင့်ဒီလူပုဂ္ဂိုလ်နဲ့ဆိုင်တော့ဒီ customer ဖောက်တဲ့စီရင်တွေရှိမယ် supplier ကုန်တဲ့စီရင်တွေရှိမယ်ပြီး owner နဲ့ပတ်သက်တဲ့စီရင်ရှိလိမ့်မယ်ဒါလူနဲ့ပတ်သက်တဲ့စီရင်ပေါ့နောက်တစ်ခုလူနဲ့မဆိုင်ဘူး impersonal ဆိုတော့ပြောမယ်ဆိုအရာဝတ္ထုလိုမျိုးပေါ့နော်အဲ့ဒီဟာတွေကြတော့ကျွန်တော် impersonal လို့ခေါ်တယ်အဲ့ဒါကြဘာတွေပါမလဲအဲ့ဒီဟာကိုထပ်ခွဲလိုက်မယ်ဆိုရင်နောက်ထပ်3ခုထပ်ရှိတယ်နော်3မျိုးထပ်ရှိတယ်အဲ့ဒါက real လို့ယူဆလိုက်မယ် real account expand account income account ဆိုပြီးယူဆလိုက်မယ် expand account income account ဆိုယူဆလိုက်မယ်အဲဆိုတော့ personal တက်ကောင်ဟုတ်ပြီနော် personal တက်ကောင်ပေါ့နော်personal တက်ကောင်ပြီးရင် real က2 expand က3 income က4ဆိုတော့စုစုပေါင်းမျိုးစားခွဲပါဆိုရင်4မျိုးရှိတယ်လို့မှတ်ထားpersonal လူနဲ့ဆိုင်တဲ့ကောင်ဖောက်တဲ့စီရင် customer supplier နောက် real ဒီဘာကိုပြောတာလဲချက်ရှိမှချက်ခဲ့ပြီးသား access တွေအားလုံးဒီ real မျိုးစားကိုပြောတာပါ access တွေလိုက်ရပါလားဒီအားလုံးပေါ့နော်အဲ့တော့ real ဒီမှာတော့ non current asset ပေါ့များတော့ပြင်လာလိမ့်မယ်အဲ့တော့ real ဒီ access မှန်တယ်များဘာတွေလဲ real မျိုးစားအဲ့တော့ expand အသုံးစရိတ်စီရင် income ဝင်ငွေစီရင်ဆိုပြီးစီရင်၄မျိုးရှိလိမ့်မယ်နော်ဒါဒီမှတ်ထားဖို့လိုတယ်နော်ပြီးတော့မှပု္ပ္ပစာတစ်ခုဖတ်လိုက်တဲ့အခါကျရင်သူဒီဘယ်မျိုးစားထဲမှာပါလဲလူစီရင်လားအသုံးစရိတ်စီရင်လားဝင်ငွေစီရင်လားခွဲတတ်ရမယ်အဲ့အတွက် impersonal မှာအဲ့3ခုရှိသွားမယ် real အမျိုးအစားအကောင့် expand အကောင့် income အကောင့်ရှိလိမ့်မယ်ဟုတ်ပြီနော်အဲဆိုဒီမှာအသေးစိတ်ရေးပေးထားတယ် expand ကဘယ်လိုမျိုးဟာတွေတွေ့ရင် expand လဲဒါလေးတွေကိုမှတ်ထားဖို့လိုတယ်အဓိကတော့ကြက်နိုင်ဖို့ကောင်းတာပေါ့နော်ကိုကတန်းတည်နေရမယ်ဥမာဆိုပါစို့ဒီ run ဆိုတာနဲ့ပြောလိုက်တာနဲ့ run pay run pay ပဲ run တလုံးပြောလိုက်တာနဲ့ဒါ expand ပဲအဲ့တော့နောက် discount ဆိုရင်2မျိုးရှိတယ် discount receipt discount allowance discount receipt လို့ပြောတာနဲ့ income ဆိုတာကတန်းတည်နေရမယ်ခေါင်းထဲကနေပေါ့နော်အဲ့လိုတန်းတည်နေရအောင်ကိုရမှတ်ထားဖို့လိုတယ်အဲ့တော့ဒါလေးတွေကိုပြောဖြစ်နိုင်မယ်ဆိုရင်လွတ်ချက်ပြီးတော့ရေးပေါ့နော်ကိုရရေးတဲ့စာအုပ်ထဲမှာအဲ့လိုရေးချရေးထားတာပိုကောင်းမယ်မှတ်မိသွားလိမ့်မယ်နော်နောက်ပိုင်းကျတော့ဒါတွေကအမျိုးအစားတွေခွဲရမယ်သိရမယ်ဆိုတော့အခြေခံနေနဲ့ဒါတွေအားလုံးကိုကြက်ထားဖို့လိုပါတယ်အဲ့တော့ကဲ expand ဟာဘာတွေပါမလဲကုန်တွေဝယ်ရမယ်เนาะအဓိကကုန်ဝယ်စရင်ဒီငွေအဓိကကုန်တာမို့လို့သူဒီ expand အကြီးစားဘောဘက်ကိုရှင်းကြည့်မယ်เนาะ expand ဒီငွေထွက်မယ်အဓိပ္ပာယ်ကပြောမယ်ဆိုရင်အသုံးစရိတ်စီးရင်နေပေါ့ income ဒီငွေဝင်မယ်ဝင်ငွေစရင်နေပေါ့အဲဆိုဒီ sale ဒီကုန်ရောင်းတယ်ကုန်တွေရောင်းရင်ဝင်ငွေတွေဝင်လာမယ်ဒါကြောင့်အဓိကဝင်ငွေဖြစ်တယ်စီးရเนาะအဲဆို purchase ဒီအဓိက expand အကြီးစားဟိုဘက်က sale ဒီ income အကြီးစားပေါ့ဒီတခြား expand တွေဘာတွေရှိမလဲ run တစ်လုံးနဲ့ပဲပြော run နောက်ကပေးပဲလိုက်နောက်မို့ run ပိတ် run နောက်မှာပိတ်နေလာရင်ငါးကပေးရတယ်အဲဆိုကိုကဆိုင်ငန်းတစ်ခုခုဖွင့်ခြင်းနဲ့အဲ့အတွက်ဆိုင်ငန်းငါးမေးဆိုရင်ပတ်စံကုန်မယ်ဒါကြောင့် run ပိတ်ငါးကပေးရတယ်ဆိုရင်ဒါပါပဲလေ expand ထဲမှာပါတယ်ဟော run ရဲ့နောက်က receipt ပဲလိုက် receipt ပဲလိုက်နော် run receipt လို့ပဲပြော run receipt ပဲလို့ပြောအဲ့ဒါဆိုရင်တော့ receipt ဆိုတာနဲ့ကျွန်တော်ရတယ်လို့သာမှတ်ထားလိုက် pay ဆိုတာနဲ့ပေးတယ်ဆိုတော့ expand မျိုးစား receipt ဆိုတာနဲ့ income မျိုးစားလို့မှတ်ထားမယ်အဲဆို run receipt ဆိုတော့ကိုကအိမ်နေပိုင်နေငှားစားမယ်ဒါဆိုရင်ငှားခိုင်းရမယ်ဟုတ်ပြီနော်နောက် commission ကအခါလေးကြာရင်အကျိုးဆောင်ပေးတဲ့ commission ကပေးရတာအခါလေးကြာကိုကအကျိုးဆောင်ပေးရင်ကိုကရတာပေါ့နော်ဒါဆို commission receipt A ပဲတူတူပဲ receipt လို့ပဲ33 ET လို့ပဲ33 A ပဲလို့ပဲ33တူတူပဲဒိတ်ပဲอ่ะเนาะအဲ့တော့ commission ရဲ့နောက်က commission pay ပဲအဲ့ဒါတွေပါရင်ဒါပါလေ expand commission ရဲ့နောက်က receipt A ပဲလိုက်ရင် income commission ကရတယ်အဲ့လိုပဲ interest ဒီမှာစိတ်ဝင်စားသည်မဟုတ်ဘူးအတိုးတွေကိုကဗမားချီကိုပတ်စံချီထားရင်အတိုးပေးရမယ်ဒါဆိုရင် interest paid ဒါမှမဟုတ် interest pay ပဲဆိုတာ ਨੇ အတိုးပေးရမယ် interest receipt ဆိုတာ ਨੇ အတိုးရတယ်ကိုကပတ်စံလေးပိုးနေလို့လူများကိုချီထားတယ်ဆိုရင်ပတ်စံရမယ်ဒါဆိုရင်အတိုးရမယ်ပေါ့နော် interest receipt A ပဲ
နောက်အာမခံကြေးတွေပေးရတာရှိတယ်เนาะကိုကတခုကိုဆိုင်ခဲ့ဦးကိုရဲ့ကားတွေအိမ်တွေအာမခံထားတယ်ဆိုရင်အာမခံကြေးပေးရမယ်အဲဆို issuance pay နဲ့လည်းတွေ့တယ်เนาะပိတ်နဲ့လည်းလာတယ်အာမခံကြေးပေးရတယ်အဲ့တော့ဒီခါလေးကျရင်ကိုကအာမခံကြေးပြန်ရတာရှိတယ်အဲဆို interest issuance receipt ဒါမှမဟုတ် issuance receipt အေးပဲအာမခံကြေးရတယ်ဟော discount shop ပေးတာနှစ်မျိုးရှိတယ် discount ရတာပေါ့နော်အဲ့တော့ discount allow ဒီကိုကကုန်ပစ္စည်းတွေရောင်းရင်ကိုယ့်ရဲ့ customer ကို discount တွေ short ပေးရမယ်အဲ့အတွက် short ပေးလို့တဲ့ပမာဏကို expand ဖော်ရမယ်ဒါကြောင့် discount allow ဒီကိုပစ္စည်းရောင်းလို့ short ပေးလိုက်တဲ့အထိပ္ပယ်နော်ကုန်ကျစရိတ်အနေနဲ့မှတ်ရမယ်ကိုကလူများရှိရဝယ်ရင် discount ရမယ်လေ discount ရတယ်ဆိုတော့အဲ့ရတဲ့ discount လေးကို income ဖော်ရမယ်ဒါကြောင့် discount receipt တွေ့လား receipt တွေပါတာနဲ့ဒါပါလေးပဲလေ income အောက်မှာရှိတယ်လို့မှတ်ထားပိတ်ပေးပဲတွေတွေ့တာနဲ့ဒါပါလေ expand မျိုးစာလို့မှတ်ထားနော်နားလည်မယ်နော်နောက်ပြီးရင်တခါဘာတွေရှိအောင်မလဲ expand ကလည်းနည်းများတယ်ပေါ့နော်မှတ်ရမယ်ဟာလေးတွေ lion heat meter ကားတွေ electricity pay power အဲ့ဒါ meter ကားတွေပေးဆောင်ရတာတွေနောက် wages and salary ကလစာပေါ့နော်တစ်ခါရှင်းတာ wages ကတနေ့စာရှင်းတာပေါ့နော်အဲ့တော့ wages and salary လို့တွဲရေးကြတယ်နောက် telephone bill တွေ stationery စာရေးကိရိယာတွေနောက် general expense sundry expense တစ်ခါလေးကြာရင်ခရီးသွားစရိတ် traveling expense အဲ့ဒါတွေ့လိမ့်မယ်ပေါ့နော်အထွေထွေစရိတ်တွေရှိလိမ့်မယ်အဲ့တော့ expense ပါတာနဲ့ဒါ expense မျိုးစားလို့သာမှတ်ထားတော့နောက်ရောင်းချခြင်းဆိုင်ရာစရိတ် selling expense အဲ့ဒါတွေ့လိမ့်မယ်အဲဆိုဒီ expense တွေကတော်တော်များများသူတွေကဒီ accounting နဲ့ပတ်သက်တဲ့အသုံးအနှုန်းလေးတွေဒီမှာတွေ့ရလိမ့်မယ်เนาะဒါရေးဘူးရအများဆုံးပါမယ်အားလေးချက် gist ထုတ်လိုက်တာပေါ့เนาะအဲ့ဒါလေးမှတ်ထားဖို့လိုပါတယ် income မှာနည်းနည်းပဲရှိတယ်6ခုလောက်ပဲရှိတယ် expense နည်းနည်းများတယ်ပေါ့เนาะအဲ့တော့အဲ့ဒါကြီးရှိမယ်နောက်တစ်ခုရှိသေးတယ် rate အခွန် RATE rate ဆိုတာအခွန်အခတွေအဲ့တော့အခွန်အခပေးရရင်လည်းဒါ expense ပဲဟုတ်ပြီเนาะအဲ့ဒါကြီးတွေ့လိမ့်မယ်အခွန်အခပေးရတယ်အဲဆိုတော့သူတွေကအမျိုးအစား၄မျိုးရှိတယ် personal real income expense personal ဒီလူပုဂ္ဂိုလ်နဲ့ဆိုင်သော account ဆိုတော့ customer နောက်တစ်ခု supplier အဲ့ customer လို့ supplier ဆိုတာကဒါစကားအနေနဲ့ပြောတာเนาะဒီမှာစာအနေနဲ့သုံးရင်ဘာနဲ့တူတူပဲလေရှေ့မှာချက်ခဲ့ပြီးသားကားနဲ့အဆက်အောင်မှာ customer ကိုနောက်တစ်မျိုးခေါ်ရင်ဘာလို့ခေါ်လဲ trade receipt လို့ခေါ်တယ်เนาะ trade receipt ပဲဒါဒီလူเนาะ trade လို့ပြောရင်အရောင်းဝယ်လုပ်တဲ့အခါမှာတွေ့မဲ့အဓိကလူပေါ့အဲ့တော့ဒီမှာ trade receipt ပဲဒီမှာကြည့်ဒီမှာ run receipt ပဲ commission receipt ပဲကြတော့မဟုတ်ဘူးလူတွေမဟုတ်ဘူးเนาะ income တွေเนาะ income မျိုးစားတွေအဲ့လိုပဲနောက် supplier ဆိုရင်ကားနဲ့လာရပါတယ်အမှချ supplier ဆိုတာချက်ခဲ့တယ်အဲ့ဒါ supplier နောက်တစ်မျိုးခေါ်ရင်စာအနေနဲ့ပြောရင် trade pay ပဲလို့သုံးတယ် trade pay ပဲဆိုအရောင်းဝယ်လုပ်တဲ့အချိန်မှာပေးရမယ့်လူပေါ့အဲ့တော့ supplier ကုန်တယ်ဒီမှာ pay ပဲတွေရှိလိမ့်မယ်ဆိုဒါတွေက expand နာမည်လေးเนาะမမားပြီစီနဲ့ run pay ပဲ commission pay ပဲအဲ့ဒါလေးကဘာကိုပြောချင်တာလဲ expand နာမည်လေးတွေပြောချင်တာဒီ trade pay ပဲနဲ့ trade receipt ပဲဒီ percent တွေကိုကိုစားပြုတယ်လို့သိရမယ်เนาะအဲဆို trade receipt ပဲတွေ့တာနဲ့ကားနဲ့အဆက်လို့သိရမယ် trade pay ပဲတွေ့တာနဲ့ကားနဲ့ liability ဆိုတာသိရမယ်ဒီရဲ့ရှေ့မှာ rent တို့ commission တို့ interest တို့ insurance တို့ရဲ့နောက်က pay ပဲကြတာ expand နေเนาะဟိုဘက်က rent receipt ပဲ commission receipt ပဲ interest receipt ပဲတွေဒါပါကြီးလေ income မျိုးစားတွေအဲ့လိုခွဲတတ်ရမယ်မျိုးစားတွေကိုနားလည်မယ်เนาะဒါဆိုရင်ဒါလေးတွေကိုကိုရီးယားချက်ထားဖို့လိုတယ်ပြီးတော့မှကျတော့ဒါလေးရပြီဆိုရင်ရအောင်ချက်ပြီးထားပြီးကိုယ့်ရဲ့ရေးတဲ့စာအုပ်ထဲမှာရေးထားမယ်အဲ့ဒီဟာရေးထားပြီးပြီဆိုကျတော့ exercise လေးတစ်ခုလုပ်လို့ရပြီအဲ့ဒီ exercise ကိုအလုပ်လုပ်နိုင်ရင်ပိုကောင်းတယ်အဲ့တော့ဒီမှာ exercise လေးလုပ်ကြည့်အောင်เนาะအဲ့ကျဖြည့်ထားတာအဲ့ဒါဖြည့်ရအောင်ကိုယ့်အကူဖြည့်ရမယ်အဲ့တော့ exercise ကဒီမှာ land and building ဒါပါမျိုးစားလဲ real မျိုးစားဒီမှာပြောခဲ့တဲ့ real ဒီဘာတွေကိုကိုစားပြုတာလဲ assessment တွေများပါမျိုးစားလဲ real မျိုးစားအဲ့ဆိုဒီမှာ real လို့ရေးလိုက်မယ်နော် real မျိုးစားအဲ့တော့ account ချက်တူကောက်ရေးခြင်းရင် shortcut ရေးခြင်းရင် a မြင်းဆောင် c အသေးမဟုတ်နော်အကြီးဖြစ်ရမယ်အဲ့တော့ electricity bill ဆိုတော့ဘာမျိုးစားဖြစ်မလဲကိုရီးယားအလုပ်ချက်ထားဖို့လိုတယ်အလုပ်ချက်ရင်တန်းရေးလို့ရတယ် expand မျိုးစားပါဟုတ်ပြီနော် expand ဖြစ်မယ်နောက်ပြီးရင်3မှတ်ဆိုတော့ customer လို့ပြောလို့ဒါ personal လို့ပဲရေးလိုက်မယ်လူပုဂ္ဂိုလ်နဲ့ဆိုင်သော account ဖြစ်ပါတယ်personal နောက် plant machinery ဘာကြီးလဲ non current asset non current asset မှန်တယ်များဘာမျိုးစားလဲ real မျိုးစား furniture လဲဘာမျိုးစားပဲလဲ real မျိုးစားပါအဲ့တော့အရင်ဆုံးဖြည့်ကြည့်ပေါ့နော်ပြီးမှတစ်ချင်းနဲ့ဖြည့်လိုက် discount လောင်းဒီဘာမျိုးစားလဲ expand discount receipt က income
interest လုံးနဲ့ဆိုရင်ဒါ expand လို့ပြောမယ်အတိုးပေးတယ်ဆိုရယူဆလို့ရတယ် expand now interest receivable ဆိုမှ income now insurance တစ်လုံးနဲ့ဆိုရင်ဒါ expand now insurance receivable ဆိုရင် income lion hiti meter ကပြောတာဆိုတော့ expand William motor vehicle ဒီ non current asset ဆိုတော့ real နော် William supplier ဆိုတော့ဒါပါလဲ personal ဒီပုဂ္ဂိုလ်နဲ့ဆိုင်တဲ့အကောင့်မှာ stationery စာရေးကိရိယာကတွေပေးရတယ်ဆိုတော့ expand မျိုးစားနောက် wages and salary ကလည်း expand နော် expand rent and rate ငါးကနေအခွန်နေဆိုတော့ expand နောက် commission တစ်လုံးနဲ့ပြောရင်လည်း expandနောက်ပြီးတဲ့အခါကျ commission receivable ဒီ income ESPNSC ဘဏ်ဒီဒါလေးပဲလုပ်ငန်းမှာဘဏ်ထဲမှာပတ်စံစုထားတာဆိုတော့ပိုင်ဆိုင်မှု real မျိုးစားနားလည်မယ်နော်ဒါဆိုကျဲတော့ရှေ့ရဲ့အကောင့်လေးမျိုးရှိတာကိုအရင်ရအောင်ကျက်ပြီးဒီ exercise လေးဖြည့်ကြည့်မှာဟုတ်ပြီနော်ဖြည့်ကြည့်တဲ့အခါကျရင်ကျနားလဲသွားလိမ့်မယ်ဒါပြီနော်အဲ့ဆိုကျနောက်တစ်ပတ်ကြာမှာနောက်သင်ခန်းစာကြာမှာတက်ပြန်ပြီးတင်တော့မယ်ပေါ့နော်ဒီနေ့ဒီချိန်ပဲရှင်းပြောလိုက်တော့မယ်ဆိုရင်အားလုံးကျေးဇူးတင်ပါတယ်